လူတွေဟာစိတ်ကြီးနေတဲ့အချိန်ဒေါသဆိုတာလာမလာတာပဲဒေါသဆိုတာအာယုံကြောင့်မိမိရဲ့နှလုံးသွင်းမှုမှားယွင်းမှုကြောင့်အခိုက်အတန့်ပေါ်လာတဲ့သဘောတရားပဲအဲ့ဒါကိုတန့်စင်အောင်ဆေးကြောပြည့်ရမှာပေါ့ဆေးကြောပြည့်လိုက်တဲ့အခါကျတော့ဒေါသမရှိတဲ့စိတ်ဟာကြည်လင်တဲ့စိတ်ဖြူစင်တဲ့စိတ်ပြန်ဖြစ်လာပြန်ထို့တူပဲလောဘဆိုတာအမြဲဖြစ်နေတာမဟုတ်ဘူးအာယုန်နဲ့တွေ့လို့လူချင်မှုတွေတတ်မဲ့မှုတွေလွှမ်းမိုးလာတဲ့စိတ်ကလေးကိုလည်းပဲအဲ့ဒီလူချင်မှုတတ်မဲ့မှုအသီးအသီးတရားနိလန်းကြတဲ့ဖြည့်စည်းနဲ့ဖြည့်ပြီးတော့တန့်စင်ပေးလိုက်မယ်ဆိုရင်ငကိုငိမ့်အေးငိမ့်သက်တဲ့ဖြူစင်တဲ့စိတ်အနေထားလေးကိုပြန်ရလာနိုင်တယ်လူတွေရဲ့စိတ်ထဲမှာအမြဲတမ်းသူတစ်ပါးပေါ်မှာမနာလိုစိတ်ဆိုတာဖြစ်တာမှမဟုတ်ပဲကိုယ်သာရကျင်တယ်ဆိုတာလည်းပဲဖြစ်တာမှမဟုတ်ပဲသူများစည်းစိမ်ကိုစဉ်းစားလိုက်တဲ့အခါကျတော့မှမနာလိုစိတ်ဆိုတာဝင်လာကိုယ့်ရဲ့သာမနာလိုကိုယ့်ရဲ့သာသွားမှမကျေနပ်တဲ့အတွေးမျိုးကတွေးကြည့်လိုက်မှပေါ်လာတယ်